In this ceremony, I'm Petra. I'm Nicole. I'm Marina. I'm Catherine. I am Stella. We're the prisoner for today. According to the program number 1, we're delighted to announce that our year-end award ceremony is starting now! Future Stars Learning and Development Center, FSRDC, Future Stars Preschool and Primary School, year-end award ceremony, Akana, Winlita, Senior and Malaysia. 节目一，现在我非常高兴地宣布，未来之星学习与发展中心2025年到2026学年年终联欢会正式开始。Thank you very much for joining us today. We hope you enjoyed the program prepared especially for you. According to the program number 2, to officially commence today's ceremony, may I respectfully invite our Honorable Founder and Managing Director of Future Stars, Teacher Jidari Dalai, to deliver the opening speech. Canada is in name, Future Stars Learning and Development Center, FSRDC, Future Stars International Preschool and Primary School, Founder and Managing Director, Teacher Jidari Dalai, Appointed Masaka Bejabi Bayan, Lisa Swapenta Apparition. 节目2，接下来为正式拉开今天典礼的序幕，让我们以热烈的掌声欢迎未来之星学习与发展中心全班人兼校长ဒီချက်ကြီးတော်ရေးတက်လိုက်老師下台階開幕詞。အားလုံးပဲမင်္ဂလာပါရှင်ယနေ့ကြောက်ရောက်လာကြပါတော့လေးစားအပ်ပါတော့ဂုဏ်တည်ရှိလူကြီးမင်းများတသားမမီလေးများဤဖေဖေမေမေများFuture Stars ရဲ့ချစ်လာစွာသောဆရာဆရာမများနဲ့ Team Members များအားလုံးမင်္ဂလာရှိတဲ့အနေလေးတစ်နေ့ဖြစ်ကြပါစေလို့ဦးစွာနှုတ်ခွန်းဆက်တာအပ်ပါတယ်ရှင်။ဒီနေ့အခမ်းအနားလေးဟာကျမတို့ Future Stars မှာရှိတဲ့တသားမမီလေးများမိဘများနဲ့ဆရာဆရာမများအတွက်ပျော်ရွှင်ကြည်နူးစရာအမတ်တရနေ့လေးတစ်နေ့ပဲဖြစ်ပါတယ်ရှင်။ဆိုတော့ပထမဦးစွာကျမတို့ Future Stars ကိုယုံကြည်စွာအနံပြီးတော့ယုံကြည်စွာနဲ့ပဲအတူပူးပေါင်းဆောင်ရွက်ကြတဲ့မိဘတဦးချင်းစီတန်းကိုအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားလိုပါတယ်ရှင်။ဆိုတော့ဆရာဆရာမများအားလုံးကိုလည်းကျမတို့ဒီတစ်နှစ်တာလုံးမှာစိတ်ရှည်မှုသီးခံမှုအားထုတ်မှုတွေနဲ့မေတ္တာအပြည့်ဖြင့်သင်ကြားပေးခဲ့ကြသည့်အတွက်လည်းအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားချင်ပါတယ်။ကျမတို့ Future Stars မှာကျမတို့ယုံကြည်ထားတဲ့အရာတွေအစောပိုင်းကလေးဘဝပညာရေးဟာစာသင်ကြားနေခြင်းတခုတည်းမဟုတ်ပါဘူးရှင်ဆိုတော့ကျွန်တော်တို့ Chinese psychology အရာကလေးဘဝအစောပိုင်းကာလမှာအုံနောက်ဖွံ့ဖြိုးမှုစိတ်ခံစားမှုယုံကြည်မှုနဲ့လူမှုဆက်ဆံရေးစွမ်းရည်များတည်ဆောက်တဲ့အရေးကြီးဆုံးအချိန်ပဲဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကလေးများကိုအပြိုင်အဆိုင်ဖိအားပေးခြင်းတွေချက်သူတို့ရဲ့အသက်အရွယ်နဲ့ဖွံ့ဖြိုးမှုလိုက်တဘာဝကြကြဖွံ့ဖြိုးနိုင်အောင်နားချလုပ်ပေးခြင်းကိုအဓိကထားပါတယ်ရှင်ဆိုတော့ကလေးများကိုကျွန်တော်တို့ဘာတွေသင်ယူရမလဲဆိုတာချက်ဘယ်လိုစဉ်းစားရမလဲဆိုတာဘယ်လိုခံစားရမလဲကိုဘယ်လိုယုံကြည်ချက်တွေတည်ဆောက်ရမလဲဆိုတာကိုကျွန်တော်တို့လမ်းညွှန်ပေးနေပါတယ်ရှင် Child Development ဆိုတာကျွန်တော်တို့အချိန်စိတ်ရှည်မှုနဲ့မေတ္တာလိုအပ်တဲ့အချိန်တစ်ခုပဲဖြစ်ပါတယ်ကလေးတိုင်းဟာကျွန်တော်တို့မတူညီကြပါဘူးရှင် Future Stars မှာရှိတဲ့ကလေးတိုင်းဟာကိုယ်ပိုင်အရေးချင်းကိုလေးစားပြီးယုံကြည်မှုရှိတဲ့လွတ်လပ်စွာစဉ်းစားတွေးခေါ်နိုင်တဲ့စိတ်သက်ခိုင်မာတဲ့ကလေးလေးတွေဖြစ်အောင်ပြုစုတိုးထောင်ပေးနေပါတယ်ဒီခီးမှာမိဘများရဲ့အခန်းကဏ္ဍကလည်းအင်မတန်မှအရေးကြီးတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ကျောင်းနဲ့လက်တွဲညီစွာပူးပေါင်းဆောင်ရွက်ကြတဲ့မိဘများကိုကျမတို့ကလေးတွေပူးပေါင်းဆောင်ရွက်တဲ့အခါမှာမိဘတွေနဲ့ဆရာဆရာမတွေရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကြောင့်မလို့ကလေးတွေဟာလုံခြုံပြီးတော့ချစ်ခင်မှုတွေရတယ်လို့ခံစားရတာပဲဖြစ်ပါတယ်အဲ့ဒီအခါမှာတင်ယူလိုစိတ်တွေပုံမပြီးတော့ဖြစ်ပေါ်လာပါတယ်ရှင်ဆိုတော့ကျမတို့ကလေးအားလုံးရဲ့တိုးတက်မှုတိုင်းအပြုံးတိုင်းဟာကျမတို့အတွက်အကြီးမားဆုံးအောင်မြင်မှုပဲဖြစ်ပါတယ်။ဒါကြောင့်ယနေ့အခမ်းအနားမှာကျမတို့တဦးတယောက်ချင်းစီရဲ့အောင်မြင်မှုပျော်ရွှင်မှုအသေးမွှားလေးတွေတိုင်းကိုဂုဏ်ပြုပေးကြဖို့မေတ္တာရက်ခံပါတယ်။ဆက်လက်ပြီးတော့လည်းကျမတို့ Future Stars အနေနဲ့
ကလေးတွေကိုမေတ္တာပညာနဲ့တန်ဖိုးများထားကဆက်လက်ပြီးနာချလုပ်ခြင်းဖြင့်ကျောင်းအတွက်သာမကကျမတို့ဘဝအတွက်ပါအစဉ်သင့်ဖြစ်စေမဲ့ကလေးလေးတွေဖြစ်အောင်ပြုစုပြိုးချောင်းမွေထုတ်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်ဆိုတော့အခုကျမတို့ Future Stars ရဲ့ Academic Education မှာကလေးရဲ့အသက်အရွယ်နဲ့ဖွံ့ဖြိုးမှုအဆင့်အလိုက်ဖိအားမရှိပဲနားလည်စေခြင်းကိုကျမတို့အဓိကထားပါတယ်ဆိုတော့အစောပိုင်းအဆင့်မှာကျမတို့ Academic အောင်မြင်မှုဆိုတာစာဖတ်နိုင်ခြင်းစာရေးနိုင်ခြင်းကိုတတ်မှတ်ထားတာမဟုတ်ပါဘူးဆိုတဲ့အကြောင်းလေးလေမိဘတွေကိုဒီကနေပဲပြပြပေးချင်ပါတယ်ရှင်ဆိုတော့ကျမတို့အခြေခံကောင်းတယ်ဆိုလို့ရှိရင် academic excellence တွေဟာတဘာဝကြကြအလိုလိုလိုက်ပါလာပါလိမ့်မယ်ဆိုတော့ Future Stars မှာရှိတဲ့ကလေးများကိုစာမေးပွဲအတွက်သာမဟုတ်ဘဲနဲ့ဘဝအတွက်ပါပြုစုပြိုးထောင်ပေးနေပါတယ်ယခုလိုကျမတို့တိုးတက်ပြောင်းလဲလာတဲ့ခေတ်ကြီးမှာကျမတို့ကလေးတွေဟာနိုင်ငံတကာနဲ့ရင်ပေါင်တန်းဆက်သွယ်နိုင်အောင်ပြုစုပြိုးထောင်ပေးဖို့လိုအပ်ပါတယ်ရှင်ကျမ်းမှာပျော်ရွှင်တဲ့ကလေးတွေဖြစ်ဖို့အသိဉာဏ်ပညာနဲ့ပြည့်စုံဖို့မိမိရဲ့ life ကိုမိမိကိုယ်တိုင် drive လုပ်နိုင်တဲ့ကလေးလေးတွေဖြစ်ဖို့မိမိတို့ရဲ့စိတ်ခံစားချက်များကိုထုတ်ဖော်ပြောဆိုနိုင်တဲ့ကလေးလေးတွေဖြစ်ကြဖို့မိဘဆရာဆရာမတွေသတ်မှတ်ပေးထားတဲ့ rules တွေကိုလိုက်နာပြီးတော့ဘဝမှာ confidence ရှိစွာရက်တည်နိုင်တဲ့ကလေးလေးတွေဖြစ်ကြဖို့ကျမတို့အတူဝိုင်းဝန်းစောင့်ရှောက်ကြရမှာပဲဖြစ်ပါတယ်။ဒါကြောင့်ကျမတို့ Future Stars ကလာမယ့် academic year မှာအလယ်တန်းအဆင့်ထိတိုးချက်ဖွင့်လှစ်သွားမှာဖြစ်ပြီးတော့သတ်မှတ်ထားတဲ့ကျောင်းသားဥယျာဉ်ဖြစ်တာကျမတို့လက်ခံပြီးတစ်နှစ်ထက်တစ်နှစ်ပိုကောင်းတဲ့ plan တွေနဲ့ကျမတို့ပြင်ဆင်ဆောင်ရွက်သွားမှာပဲဖြစ်ပါတယ်။ပထမဓာတ်အပြင်ပေါ့နော်ကျမဒီနေ့ကြီးညာပေးခြင်းတဲ့အရာလေးကတော့ကျမတို့ Future Stars ကိုယုံကြည်စွာနဲ့လက်ခံပြီးတော့ယုံကြည်စွာနဲ့လက်တွဲလာတဲ့ဒီ loyalty customer တွေဖြစ်တဲ့ကျမတို့ရဲ့မိဘတွေကိုကျမတို့ဒီ Future Stars မှာကျောင်းအပ်လာတဲ့ကျောင်းတက်လာတဲ့3နှစ်ကာလ2023 24ယခုနှစ်25 3နှစ်စက်တိုက်တက်လာတဲ့ကျောင်းသားတဦးချင်းစီတိုင်းကနောက်နှစ် academic year မှာကျမတို့သတ်မှတ်ပေးထားတဲ့ regular class တွေမှာအတန်းတိုင်း school fees 3000ကျပ်အားလုံးပေါင်း85ရောက်300ကျော်တိကျမပြန်ပြီးတော့ဖေဖေမေမေတို့ကိုချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်ရှင့်ဒါကတော့3နှစ်ပြည့်သွားတဲ့တသားမမီတိုင်းလက်ခံရရှိသွားမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကျမတို့ scholarship program လေးကြီးညာပေးပါမယ်ဒါကတော့ကျမတို့ final exam မှာ first second third fourth fifth ဝင်လာတဲ့ကလေးတိုင်း scholarship exam ပြန်ဖြေပြီးတော့အတန်းစီကနေပြီးတော့တယောက်ကိုကျမတို့ full scholarship ပေးမှာဖြစ်ပါတယ်ဒါကလည်းကျမရဲ့မိဘများကိုကျမပြန်ပြီးတော့ဂုဏ်ပြုလက်ဆောင်ကလေးတွေရဲ့စူးစမ်းအားထုတ်မှုနဲ့မိဘတွေရဲ့ပံ့ပိုးကူညီမှုတွေကိုဂုဏ်ပြုလက်ဆောင်ပေးတာပဲဖြစ်ပါတယ်ရှင်ဆိုတော့ကျမတို့ Future Stars ကနှစ်စဉ်ပဲကျောင်းသားများနဲ့မိဘတွေအတွက်ငွေသား school fees တွေရုပ်လက်ဆောင်တွေစီစဉ်ပေးနေတာမိဘများလည်းသိရှိပြီးသားဖြစ်မှာပါရှင်ပြီးခဲ့တဲ့နှစ်တွေကကျမတို့တစ်နှစ်ကို300ကျော်တသားမမီများရဲ့မိဘများကိုပြန်လဲပေးအပ်ခဲ့တာဖြစ်ပါတယ်ဒီနေ့ဆိုရင်3နှစ်ပြည့်ပြီးသားဖြစ်ပါတယ်ရှင်ဒါဟာလေခုနကပြောတဲ့မိဘတွေကိုကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ပေးတာဖြစ်ပါတယ်ဒီကနေ့မှာလည်းကျမတို့ကလေးအားလုံးဟာ performance တွေပြုလုပ်မှာဖြစ်ပါတယ်ဆိုတော့သူတို့တစ်နှစ်လုံးပြုလုပ်ခဲ့ကြတဲ့ activities တွေကနေပြီးတော့တသားမမီလေးတွေတဦးချင်းစီတိုင်းကိုကျမတို့ဆုလက်ဆောင်လေးတွေချီးမြှင့်ပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကလေးများအားလုံးကိုဆုရခြင်းမရခြင်းတဲ့သူရဲ့ effort ကိုပဲအားပေးပါလို့ကျမအနေနဲ့ကြိုတင်ပြီးတော့ပြောချင်ပါတယ်ရှင်အတည်ပြုချင်ပါတယ်ဒါအပြင်ကျမတို့ Mother's Day activity ဒီ activity မှာအတူတူပါဝင်ခဲ့ကြတဲ့မိမိများကိုဂုဏ်ပြုလေးစားသောအပြင်ကျမတို့ရရှိလာတဲ့ပုံများကိုနောက်ကျသည်ဖြစ်စေစောသည်ဖြစ်စေအားလုံးကိုစုရွေးချယ်တဲ့ list ထဲမှာထည့်ပြီးတော့ရွေးချယ်ပေးထားပါတယ်ရှင်ဒါပေမဲ့ဖေမေတို့သိတဲ့အတိုင်းပဲတဒန်းကိုကျမတို့အကောင်းဆုံးတယောက်သာရွေးချယ်ပေးမှာဖြစ်ပါတယ်အဲ့ဒီတယောက်ကလည်းကျမတို့သတ်မှတ်ပေးထားတဲ့အတိုင်းသက်ဝင်လှပပြီးတော့အကောင်းဆုံးတယောက်သာလေးရွေးချယ်ခံရမှာဖြစ်ပါတယ်ရှင်ဒါကြောင့်ဖေမေတို့အနေနဲ့နားလည်ပေးကြဖို့နဲ့
ဒီအစီအစဉ်လေးမှာအတူပူးပေါင်းပါဝင်ပေးတဲ့မိဘတဦးချင်းစီတိုင်းကိုဂုဏ်ယူလေးစားပါတယ်ဆိုတဲ့အကြောင်းကျေးဇူးတင်ပါတယ်ဆိုတဲ့အကြောင်းလေးလည်းပြောချင်ပါတယ်ရှင်။ဒါအပြင်ကျမတို့ Future Stars ကကျောင်းသားတွေပြင်ဆရာဆရာမဝန်ထမ်းတွေအားလုံးကိုလည်းဆုလက်ဆောင်များစီစဉ်ထားပါတယ်။အစီအစဉ်နောက်ဆုံးမှာထည့်ပေးထားတာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးဖို့မေတ္တာရက်ခံပါတယ်။တစ်နှစ်လုံးကျမတို့ကျောင်းပြည့်ရက်တရက်မှမရှိတဲ့ teacher တွေကို perfect attendance ဆုတွေပေးထားပါတယ်။ဒါဟာလည်းနှစ်စဉ်ပေးနေကြပဲဖြစ်ပါတယ်။အဲ့ဒီတွေကနေပြီးတော့သင်တန်းတွားတက်ရတာကလွဲလို့ကျမတို့တရက်မှကျောင်းပြည့်ရက်မရှိတဲ့ teacher တွေကိုလည်းကျမတို့ဆုလက်ဆောင်တွေစီစဉ်ပေးထားပါတယ်။နောက်တစ်ခုကတော့ကျမတို့ teaching knowledge နဲ့ပတ်သက်တာရယ် performance နဲ့ပတ်သက်တာရယ်အဲ့ဒီမှာတော်တဲ့ teacher တွေကိုလည်းကျမတို့စုကြီးမြင့်ဖို့စီစဉ်ထားပါတယ်ရှင်ဆိုတော့Future Stars ရဲ့ဆရာဆရာမတွေအတွက်ကြေညာပေးရမယ်ဆိုလို့ရှိရင်ကျမတို့ Future Stars မှာရှိတဲ့ဆရာဆရာမဝန်ထမ်းများရဲ့တသားမမီလေးတွေကို Future Stars မှာတသက်တာပညာရေးပညာသင်စရိတ်ကျမတို့100% free စီစဉ်ပေးထားတာလည်းမိဘများကိုအသိပေးအပ်ပါတယ်ရှင်ဒါလေးကတော့ပေပေမေမေတို့ကျမတို့ Future Star မှာပြုလုပ်နေတဲ့အရာလေးတွေကိုပြောပေးတာဖြစ်ပါတယ်ဆိုတော့ဒီကနေ့မှာလည်းတချို့အစင်မပြေသေးတဲ့နေရာအစင်မပြေသေးတဲ့မိဘများကိုကျမတို့ချက်ချင်းအတက်နိုင်ဆုံးအစင်ပြေအောင်ပြန်ပြီးတော့ပြင်စီစဉ်ပေးသွားပါမယ်ရှင့်အစီအစဉ်ကကျမတို့စုလက်ဆောင်စုပေးတဲ့အစီအစဉ်တွေပါပါတယ်နောက်တစ်ခုကျမတို့အကအစီအစဉ်တွေပါပါတယ်အတန်းတိုင်းကကလေးတိုင်းနေမကောင်းတာလွဲလို့ကရမှာဖြစ်တဲ့အတွက်ကျမတို့အစီအစဉ်လေးဟာမေမေတို့ဖေဖေတို့ကိုကျမတို့ summary agenda လေးပို့ပေးထားတာဖြစ်တဲ့အတွက်အနည်းငယ်တော့များနေပါတယ်အဲ့ဒီအတွက်ကျမတို့မြန်လေးသွားပေးဖို့လည်းစီစဉ်ထားပါတယ်ဖေဖေမေမေတို့အနေနဲ့လည်းနားလည်ပေးပြီးတော့အားလုံးနဲ့အတူပါဝင်ပေးဖို့ကျမအနေနဲ့တောင်းဆိုအပ်ပါတယ်ရှင်ဒါလို့အခုလိုမျိုးပေါ့နော်ကျမတို့pre-KG နဲ့ private အားလုံးပေါင်းပြီးတော့စီစဉ်လိုက်ရတာလေအားလုံးတသားတယ်နောက်နှစ်ဆိုလို့ရှိရင် pre-KG ကတသားမမီလေးများဟာ KG ကိုတက်ရောက်ရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့ဟာအခုလိုအတူတူပူပေါင်းစီစဉ်လိုက်ရတာပဲဖြစ်ပါတယ်ရှင်ဆိုတော့ယနေ့အခမ်းအနားလေးမှာအားလုံးပဲပေါ့နော်ပျော်ရွှင်စရာနှစ်သက်လေးဖြစ်တဲ့အတိုင်းပျော်ရွှင်စရာအခမ်းအနားလေးဖြစ်ကြပါစေလို့ပျော်ရွှင်စရာအခမ်းအနားလေးမှာပဲဖေဖေမေမေတို့ရဲ့စိတ်ကျေနပ်မှုများလဲရရှိကြပါစေအချို့သောလွဲမှားမှုတွေအစင်မပြေမှုတွေရှိခဲ့ရင်လည်းဖေဖေမေမေတို့ရဲ့လေးစားစရာကောင်းတဲ့စိတ်သက်လေးတွေနဲ့ကျမတို့ကိုဖြည့်တွေးပြီးနားလည်ပေးကြပါအောင်လို့ပြောကြရင်းနဲ့ပဲကျမနေကုန်းချုပ်အပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်